ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအန်နီမေ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်တို့ဒီဖုန်းတွေတော်တော်များများပေါ့နော်သုံးလာတဲ့အခါမှာကျွန်တော်ပူလာတာတွေ့ရတယ်ပေါ့နော်အဲဒီလိုဖုန်းပူလာတဲ့အခါမှာကျွန်တော်တို့ဖုန်းတွေကိုအေးအောင်ပေါ့နော်ဒီ software လေးနဲ့ကျွန်တော်တို့လာပြီးတော့မိတ်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဖုန်းတွေဒီ game ဆောတဲ့ညီလေးတွေတော်တော်များများပေါ့နော်ဒါဖုန်းတွေပူတာတွေပါရှိတယ်တချို့ဒီ Facebook သုံးတာတို့ဒီ software version မြင့်တဲ့ software တွေအသုံးများလို့ရှိရင်ဖုန်းတွေပူလာတာပေါ့နော်ပူလာဖုန်းတွေပူလာတဲ့ run တွေလဲပေါ့နော်နဲလာတယ်ပေါ့နော်အဲ့ run တွေကိုအေးအောင်ဆေးပေးရမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖြတ်ထုတ်လိုက်တဲ့ဒီ application ပေါ့နော်ဖြတ်ထုတ်လိုက်တဲ့ software တွေအဲ့ဒီ software တွေကနေပြီးတော့ကျွန်တော် file တွေကနေပြီးတော့အမိုက်ဖြစ်ကြံခဲ့တယ်အဲ့ဒီဟာတွေကိုလည်းပဲဒီ software နဲ့ကျွန်တော်တို့ရှင်းပေးလို့ရတာပေါ့နော်ပြီးလို့ရှိရင်ဒီထဲမှာအများကြီးလုံဆောင်ချက်တွေရှိရပါတော့အဲ့ဒါကြောင့်မလို့ဒီ software လေးနဲ့လာရောက်ပြီးတော့မိတ်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဒီ software ကိုတော့ကျွန်တော် Play Store မှာ download လို့မရပါဘူးเนาะကျွန်တော်ဒီဗီဒီယိုလေးအောက်မှာ link ချပေးထားမှာဖြစ်ပါတယ်အဲ့ဒီ link လေးကိုနှိပ်ပြီးတော့တွားရောက်ပြီး download လို့ရပါတယ်เนาะဟောကျွန်တော် series လေးမတင်ဆက်ကလေးမှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရရင် subscribe လေးနှိပ်ပြီးတော့ဘေးနာခေါင်းလုံးလေးပေါ်လိုက်ခေါင်းလုံးလေးပဲတိတက်ကြအောင်တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ software တွေကိုတွားလိုက်ပါမယ်เนาะsoftware ရောက်လာပြီဆိုရင်ကျွန်တော်ဒီဘက်ဘေးမှာတော့ဒါ CPU ပေါ့နော် CPU ဆိုတာအထက်ဒီဖုန်းပေါ့နော်အဲ့ဒီထဲမှာကတ်ရှိတယ်ပေါ့နော်အဲ့ဒီ CPU ကတ်ကိုကျွန်တော်တို့ကအေးအောင်ပေါ့နော်အေးအောင်လုပ်ပေးရတဲ့နေရာလေးပေါ့နော်ဒီဘက်ကတော့ RAM ပေါ့နော် RAM နေကျွန်တော်တို့ဒီ game တွေဆော့တာတို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအခြား software ပေါ့နော် software ဒီ version မြင့်တဲ့ software တွေအသုံးပြုတာများတာတို့ဖြစ်လာတဲ့အခါမှာကျွန်တော် RAM တွေပူလာရပါတော့ RAM တွေပူလာတယ် CPU တွေပူလာတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းအပြင်ကိုကန်ကြည့်လို့ရှိရင်ဒီဖုန်းအပြင် battery ပေါ့နော် battery တွေပူလာပါတော့ဒီမှာလည်း battery အေးအောင်လုပ်တဲ့နေရာလည်းရှိပါတယ်ပြီးရင်ကျွန်တော်တို့ juke file ပေါ့နော်ဒီ file ကတော့ဒါကတော့ကျွန်တော်တို့မလိုအပ်တဲ့ software တွေဖြတ်ထုတ်လိုက်တဲ့အခါမှာအမှားဖြစ်ကျန်ခဲ့တဲ့ file တွေကိုဒါကျွန်တော်တန်ရှင်းလုပ်တဲ့နေရာလေးဖြစ်ပါတယ်နော်ဒီမှာအများကြီးပေါ့နော်ဒါမိတ်ဆွေတို့အနေနဲ့ဝင်ရောက်ပြီးတော့ဒါကိုယ့်ကိုခရစ်ကြည့်ပါဒါတော့ virus ပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာ virus ရှိမရှိစစ်ဆေးတဲ့ဟာလေးပေါ့နော်ဒီမှာတော့ကျွန်တော်ဒါ CPU အေးအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒါလေးကိုနှိပ်လိုက်ပါမယ်နော်ညီမ go to setting ပြပါတယ် setting ကိုတွားလိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီ software လေးကို around clock လေးဖွင့်ပေးရပါမယ်နော်နောက်ပြီးဒီမှာပေါ့နော် CPU corona ပေါ့နော်အဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးဒါလေးကိုဖွင့်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ CPU အေးအောင်ဒါကျွန်တော်တို့လောက်ဆောင်နေပါပြီနော်နေပါပြီးဒီဘက်ကမြားလေးပေါ့နော်အဲ့ဒါလေးကိုပြန်ထွက်ပေးလိုက်ပါဒီမှာပေါ့နော်66ပဲကျန်တော့တယ်အဲ့ဒါလေးကိုထပ်ခါနှိပ်ပေးပေါ့နော်ဒါဖုန်းအေးသွားပါလိမ့်မယ်နော်ပြီးဒီဘက်မှာ RAM ရှိပါတယ် RAM ကိုနှိပ်ပေးပါ RAM လည်းပဲဒီလိုပဲပေါ့နော်သူအဲ့လိုမျိုးအေးအောင်ပေါ့နော်ဒီလိုမျိုးလုပ်ပေးမှာဖြစ်ပါတယ်နော်ဒါဂိမ်းဆောတဲ့ညီလေးတွေတော်တော်များများပေါ့နော်ခုလိုမျိုးဖြစ်တတ်ပါတယ်နော်ဂိမ်းဆောတာတွေများလို့ရှိရင်ခုလိုမျိုးတွေ RAM တွေပူလာမယ် CPU တွေပူလာမယ် battery တွေပူလာမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဖုန်းကကန်ရတာမတော်လက်တော့ပေါ့နော်ဖုန်းကလေးပြီးတော့ software တွေအသုံးပြုရတာမကောင်းတော့ဘူးပေါ့နော်ထင်ငေါ့မယ်ဖုန်းကြီးပူလာမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ software နဲ့ဒါပြုလုပ်ပေးလိုက်ပါနော်ပြီးရင်မြားလေးနဲ့ပြန်ထွက်လိုက်ပါပြီးဒီမှာခုနကျွန်တော်ပြောတဲ့ file ပေါ့နော် juke file ဆိုတာဒီထဲမှာဒါလေးကိုခွင့်ပြုချက်ပေးရပါဦးမနော်ဒီမှာဒါလေးကိုဖွင့်ပေးလိုက်ပါနော်ကျွန်တော်တို့ဖုန်းထဲမှာကျန်ခဲ့တဲ့အမိုက် file တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကရှင်းလင်းပြမှာဖြစ်ပါတယ်နော်ရောက်မှာ clean ဆိုပြီးဒီရောက်မှာပေါ့နော်1.18 GB အဲ့ဒါလေးကိုနှိပ်ပေးလိုက်ပေါ့နော်မနေ့ကကျွန်တော်ထပ်ပြီးရှင်းထားသေးရပေါ့နော်မနေ့ကလည်းရှင်းထားတယ်ဒီနေ့တခါထပ်ရှင်းတာပေါ့နော်ဒါဆိုရင်ကျွညာလေးတက်ပါမယ်ကျွညာလေးတက်ရင်ဒီမှာ cross နှိပ်ပေးလိုက်ပါပြီးဒီဘက်ဘေးကမြားလေးကိုနှိပ်ပေးလိုက်ပါနော်
ခုလိုမျိုးပဲကျွန်တော်တို့ဒီမှာဘက်ထရီကိုလည်းလှုပ်လို့ရပါတယ်နော်ဘက်ထရီကိုနှိမ့်လိုက်ပါဘက်ထရီစာပါပေါ့နော်ဘက်ထရီပူလာရင်လည်းဘက်ထရီကိုအေးအောင်လုပ်လို့ရပါနော်ဒီမှာ zip more battery ပေါ့နော်အဲ့ဒါလေးနှိပ်ပေးလိုက်ပါနော်ဒီမှာပေါ့နော်နံပါတ်၄18ခုပေါ့နော်ပြီးပါပါနော်ပြီးရင်ဒီမှာ close နှိပ်ပေးလိုက်ပါအများလေးနဲ့ပြန်သွားလိုက်ပါနော်ဒီမှာလည်းဒီလိုပဲဘိုင်းလဲဆိုလဲဘိုင်းလဲပေါ့နော်အဲ့လိုမျိုးနှိပ်ပြီးတော့ဒါကြည့်ပြီးတော့ဒါမိတ်ဆွေတို့အနေနဲ့ဘိုင်းလဲဆိုလဲဘိုင်းလဲပေါ့နော်မိတ်ဆွေတို့ဖုန်းထဲမှာရှိမရှိစစ်ဆေးတာပေါ့နော်ဘိုင်းလဲရှိနေတဲ့ software ဆိုရင်ဒီမှာလာပြပါလိမ့်မယ်အဲ့ဒါဆိုရင်ချက်ချင်းမိတ်ဆွေတို့အနေနဲ့ဖြတ်ထုတ်ပေးလိုက်ပါနော်ဒီလိုမျိုးလေးလုပ်ပေးခြင်းအပြင်မိတ်ဆွေတို့ရဲ့ဖုန်းကိုဒါရရှိပေါ့နော်အသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်စီစဉ်လေးရတော့ဗာမြတ်မိတ်ဆွေများလို့ကိုစိတ်နဲ့ဖျားကျမ်းမှချမ်းသာကြပါစေကျွန်တော်ဗီဒီယိုလေးမိတ်ဆွေတို့ကိုအကျိုးရှိတဲ့ဘူးသူရရတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးက subscribe ဆိုတဲ့နေအောင်စာသားလေးကိုမနေ့ကတင် subscribe ဆိုတဲ့နေအောင်စာသားလေးကိုနှိပ်ခဲ့ပြီးတော့ဘေးနာခေါင်းလေးပေါ်လိုက်ခေါင်းလေးပါတီးတာကြောင့်တောင်းဆိုချင်ပါတယ်မိတ်ဆွေများလို့ကိုစိတ်နဲ့ဖျားကျမ်းမှချမ်းသာကြပါစေ